ချွေးထွက်ပြီးတော့ဒေါသထွက်တယ်အပြိုစစ်မစစ်ဘလို့ခွဲရမလဲတဲ့ကိုကောင်မလေးတခြားတယောက်နဲ့ဖောက်ပြန်နေရောဘလို့သိနိုင်မလဲခွဲပေးမယ်အမျိုးသားတို့ကြီးဒီဗီဒီယိုကနေစုံအောင်ကြည့်တော့အမြင်မတူတာလေးရှိရင်လည်း comment မှန်းခဲ့လိုက်စဉ်းစားကြည့်နော်တကယ်တွေးကြည့်အဲ့တော့ကျွန်တော်ကောင်မလေးကအရင်ကြီးစားနဲ့တော့တစ်ပတ်တစ်ခါတော့တိတ်ပြစ်တယ်လို့ပြောတယ်အဲ့သူတို့နှစ်ယောက်ကမညီဆုံးပဲနေမလားပြီးရင်ကျွန်တော်ကအဲ့ကြောင်နဲ့ပတ်သက်ပြီးရန်ဖြစ်နေရတယ်သူတို့ကကျွန်တော်မကြခင်ထွက်တော့မှကျွန်တော်ဘယ်လိုလုပ်ရမလဲအပြုံစစ်တဲ့သူ့ရဲ့ဟာဒီလိုမျိုးလားသူ့ရဲ့ဟာဒီလိုမျိုးလားဆိုတော့ဟက်ချလောင်းပေါ့နော်အံ့ဩသွားတယ်ယောက်ျားလေးတွေအပြိုစစ်တာလို့ချင်းလေအိမ်နံပါတ်ရွေးရင်ဘယ်လိုစဉ်းစားရလဲဆိုတော့ body structure ကြီးနဲ့အဲ့ဒီ main ကလေးတယောက်ရဲ့မိမကိုကြီးကိုကြည့်ပြီးတော့ညွှန်ရွေးချယ်ကြရလားဟမ်အပြိုစစ်တာကိုလိုချင်တဲ့အတိတ်တွေကိုလက်မခံနိုင်ဘူးဆို73-74ကိုကြိုက်ပြီးရင်3-6ဖြစ်ရင်ကိုဖြစ်ကိုခံနော်โอเคနော်အရောက်ပြီးသားမသမီးတယောက်ရဲ့အတိတ်ကအရာကိုလိုက်ကြည့်နေမဲ့အစားကိုနဲ့အနာဂတ်မှာကိုတသမီးတွေဘလို့မွေးမယ်ဘလို့တွေပြိုးထောင်ပြီးတော့ဘလို့ဘဝမျိုးဘလို့ life style မျိုးငါတို့ပြိုးထောင်ကြမယ်လို့အဲ့ဒါကိုတွေးသင့်တာမဟုတ်ဘူးလားလိုက်စမ်းကြအဲ့လိုမဟုတ်ပဲနေတိတ်ကနေပြီးသားပြန်ထားနေဘယ်နှကောင်နဲ့ဘလို့အဲ့ဒါလိုက်ပြောနေမှာလားဒါဆိုရင်အဲ့လိုပြောခံနေမသမီးစဉ်းစားနော်အဲ့ဒီကောင်နဲ့ရေချစ်သွားလို့မရအောင်တခါတည်းပြောမယ်အဲ့ဒါအဲ့လိုတဝင်းကြောင်တာလို့ဥကြောင်တာလို့နော်အဲ့ဒါတလုံးသွားလို့ရမှာမဟုတ်စိတ်ညစ်နေရမှာနောင်လဲနော်အဲ့ဒါငါ့ကိုချစ်တာပဲလို့မထင်နဲ့အဲ့ဒီဒုက္ခကြီးကပိုဆိုးတယ်အဲ့တဝင်းကြောင်တဲ့ဒုက္ခကြီးကပိုဆိုးတယ်ဘယ်သူနဲ့မှလည်းစကားရက်ပြောလို့မရအောင်ဘာဖြစ်တာလဲအဲ့ဒါကြောင့်အဲ့လိုဘင်းကလေးတွေကိုယ်အရစ်ခံနေကိုစဉ်းစားတော့ငါတို့ကအမျိုးသားတွေမင်းကကြောင်ရဲ့ voice structure ရော့တွဲနေပြီးတော့သူ့ရဲ့ပုံစံကကြည့်ပြီးတော့အမတို့အပြိုစစ်မစစ်ဆိုတာစဉ်းစားစရာမလိုဘူးဘာလို့လဲဆိုတော့မြို့သမီးကျော်ရဲ့ကျန်းမာရေးဟော်မုန်း level ကျသွားရင်အပြိုလေးတံမဲ့လည်းရသည်ပျောက်ပါတယ်အပြိုလေးတံမဲ့လည်းဒီအပိုင်းနေမရှိပါဘူးမရှိရဲ့ပုံဟောင်းလို့ကြည့်ကြအခုဘာလို့ပြောင်းလဲတာမရှိလို့ကျန်းမာရေးဟော်မုန်းကိုဖြည့်ဆွတ်ဖို့လိုတယ်ငငယ်နဲ့ကိုဝင်တားတဲ့အရာတွေတားထားသလားဒါမှမဟုတ်ခန္ဓာကိုယ်ကငငယ်တွေကအစားအသောက်တွေအယမ်းကိုခြူကြတယ်ဆင်ကျင်တယ်မကြိုက်တာတွေများနေတဲ့အတွက်သူ့ရဲ့ဖွံ့ဖြိုးမှုပိုင်းကအားနည်းလာတဲ့အတွက်ဒါတွေကခန္ဓာကိုယ်တွေကပိန်တာတွေရှုပ်တာတွေခြိုက်တာတွေနော်လက်ကားဖားပင်တွေဖြစ်လာဒါတွေကိုဖြည့်ဆွတ်လို့ရတယ်ဒီဖြည့်ဆွတ်စာကိုတော့ဒါမှကြုံလုံးတစ်ခါပဲပြပဲဒီပစ္စည်းကိုရောင်းတာမဟုတ်ဘူးဒါသုံးဘူးတဲ့သူတွေသိရနော်အပေါ်ပြောစရာတော့မလိုဘူးနော်ချို့မသမီးတွေဒီအိမ်တောင်ကြပြီးတော့အိမ်တောင်ဒီတာဝန်ဒီဘယ်လိုပြောမလဲသုံးတဲ့အရာတွေသုံးပြီးတော့ပေါ့နော်ဒါတဲ့အရာတွေသုံးထားပြီးအတွက်ခန္ဓာကိုယ်ပြောင်းလဲမှုတွေဖြစ်လာတဲ့အခါမှာဒါလေးသုံးပြီးတော့တော်တော်လေးအဆင်ပြေတယ်ဆိုရယ် review ပေါင်းများစွာရှိတယ်ဒါလေးကိုသုံးပြီးဖြည့်ဆွတ်လို့ရတယ်နောက်တစ်ပိုင်းအမျိုးသားတွေအနေနဲ့အဲ့ဒီအမျိုးသမီးတွေကိုအိမ်တော်ဘက်ရွေးချယ်တယ်မှာအဲ့ဒီအတိတ်ကိုလက်မခံနိုင်ရင်ဆိုတော့အဲ့ဒီရွယ်ကြိုက်တကယ်လို့များကိုကစဉ်းစားကြည့်လေဘယ်ဟာတွေကိုလိုက်တွေးနေရမှာတန်မိုးထားမှုတူတာတွေကိုစဉ်းစားသမီးသားတွေဖြင့်ဘာပြောပြကြရလဲချစ်တယ်ကြိုက်တယ်ဒါပဲပြောကြရလားသူ့ရဲ့တန်မိုးထားမှုကဘာငါတန်မိုးထားမှုကဘာလောင်းတန်းသွားရင်အဲ့တန်မိုးထားမှုနှစ်ခုတူရလားမတူရင်ညှိလို့ရလား